အားလုံးပဲမင်္ဂလာပါညီကိုများကိုကတော့ကျွန်တော်မြန်မာပြည်မှာရှိတဲ့ရန်ကုန်မှာချက်ချံတစ်ချံလေးကိုရိုက်ပြရမှာဖြစ်ပါတယ်ဒီချက်ချံကတော့ကျွန်တော်ရန်ကုန်မှာတည်ရှိတာပေါ့နော်ဒီဘောစီချက်ပေါ့နော်ဘောစီကတော့သူကဒီရန်ကုန်ဝိုင်းနေမှာဆိုရင်ဒီကိုကြီးမြများကစားတဲ့ကျွန်တော်ဆရာသမားပေါ့နော်ဆရာသမားချက်ချံဖြစ်ပါတယ်ဒီချက်ချံမှာကတော့တကယ်ထိုင်းမှာရှိတဲ့မျိုးကြီးမှန်သမျှဒီထဲမှာအကုန်လုံးရှိပါတယ်ပဝစ်တို့ကိုစင်းတို့ဝါတုတ်တို့ဆိုတဲ့နာမည်ကြီးတဲ့ချက်တွေတော်တော်များကဒီ channel မှာဖောက်နေတာပေါ့နော်ရန်ကုန်သွေးမှာဖောက်နေတယ်ဒီဘောစီနဲ့ကျွန်တော်လည်းခင်လာတာတော်တော်လေးကြာပြီပေါ့နော်ကြာပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကရှိတဲ့ချက်တွေကိုနောက်မှမျှပေးဖို့ရှိတယ်ဒီဗမာပြည်ကကျွန်တော်ရဲ့ညီကိုတွေကိုပေါ့နော်မျှပေးဖို့ရှိတယ်ဒါပေမဲ့ချက်ကအခုလောဆယ်မှာနည်းနည်းလေးငယ်သေးတာပေါ့နော်ငယ်သေးတယ်ကဲရဲ့ခုတ်ဖိုင်တွေကတော့ချီတော်ပြင်းနေခုတ်ဖိုင်တွေဖောက်တာတော့တကယ်ကိုစင်းတို့ပေါ်ဝစ်တို့မတုတ်တို့ဒီမှာပီတာတာပေါ့နော်ချက်ပေါက်တွေရတယ်အခုတက်လာတာဆိုတော်တော်လေးများတယ်ပေါ့နော်ရာကနန်းချီတယ်ပေါ့နော်တော်တော်လေးများတယ်ဆိုတော့ဒီတော်တော်လေးချက်ချံရတယ်တော်တော်လေးကျဲတယ်တော်တော်လေးကြီးတာပေါ့နော်ဒီချက်တွေကိုမျှပေးမဲ့အစီအစဉ်တော့ရှိတယ်ဒါပေမဲ့အခုလောဆယ်တော့မဟုတ်နေဘူးချက်တွေနည်းနည်းလေးပေးကြီးပါပေါ့နော်နည်းနည်းလေးပေးကြီးတဲ့အခါကျရင်ဆိုတော့မျှပေးဖို့အစီအစဉ်ရှိပါတယ်ပေါ့နော်မျှမဲ့အစီအစဉ်တော့နောက်တစ်ခါမှကျွန်တော်ပြန်တင်သားပေးမှာပေါ့နော်တကယ်လို့ညီကိုတို့ကဒီမြန်မာပြည်သွေးမှာနေတယ်ပေါ့နော်ဆိုရင်တကယ်လို့ဒီထိုင်းကကြက်ရဲ့မျိုးကြီးတွေပေါ့နော်ခြံကြီးတဲ့မျိုးကောင်းမျိုးတန့်တွေလိုချင်တော့နောက်ဆက်သွယ်လို့ရတဲ့ဥစ္စာတစ်ခုတော့နောက်မှကျွန်တော်တစ်ခေါက်လေးပြန်ပြီးတော့ပြပေးမှာပေါ့နော်ဖုန်းနံပါတ်တို့ပါလို့နောက်မှချပေးပါမယ်ခုကတော့ကျွန်တော်ညီကိုတွေကျွန်တော်နဲ့အတူအပြင်းပြေကြည့်ဖို့လောက်ကျွန်တော်တင်ဆက်ပေးတာဖြစ်ပါတယ်ပေါ့နော်ဗီဒီယိုဖိုင်တွေရှိတဲ့နောက်လည်းတင်သွားပေးဖို့ရှိပါတယ်ပေါ့နော်ဒါကတော့ကျွန်တော်မြန်မာနိုင်ငံမှာရန်ကုန်တိုင်းမှာတည်ရှိတဲ့ချက်ချံတစ်ချံလေးပဲဖြစ်ပါတယ်ပေါ့နော်ချက်တွေကတော့တော်တော်လေးများပါတယ်နောက်ချက်ကြီးတွေလည်းရှိတာပေါ့နော်ချက်ကြီးတွေရှိတယ်ဒီထဲမှာရဲ့ကိုဒီထမ်းကြိုက်သားတို့လေလစ်သားတို့ထမ်းကြိုက်နေဆိုရင်တကောင်ဘတ်သိန်းတန်တို့ဘတ်9000တန်တို့ပေါ့နော်ဒီပေါ်ဝစ်ဆိုလဲဒီကဲ rock for မျိုးရိုးကောင်းတွေတကယ်တော်တော်များများဒီမှာတော့မရှိဘူးပေါ့နော်တော်တော်များမရှိတဲ့ချက်မျိုးတွေအကုန်လုံးဒီဆရာသမားဒီမှာရှိပါတယ်ပေါ့နော်ရှိတယ်တော်တော်လေးလည်းရှိတယ်ပေါ့နော်ချက်ကောင်းမျိုးတွေမျိုးတန့်တယ်နောက်ပြီးတော့ဒီဆရာသမားကတော့ဒီရန်ကုန်မှာဆိုရင်တော့တော်တော်လေးကြီးကစားတဲ့နေရာမှာပါတာပေါ့နော်ကြီးကတော့များတယ်တော်တော်လေးကစားတယ်ပေါ့နော်ကြီးတိုက်တဲ့နေရာမှာပါတယ်သူချက်တွေလည်းရန်ကုန်ဝိုင်းကြီးတွေမှာတိုက်နေတာပေါ့နော်ဆိုတော့နောက်တစ်ခါကျရင်တော့ကျွန်တော်လိပ်တိုက်နေတဲ့မှာပါတယ်နောက်တစ်ခါကျရင်လိပ်စာနဲ့ဖုန်းနံပါတ်ကိုနောက်တစ်ခါလိပ်စာနဲ့ဖုန်းနံပါတ်ကိုကျွန်တော်ပြန်ချပေးမှာပေါ့နောက်တစ်ခါကျရင်ပေါ့နော်ဒီချက်ရဲ့ချန်တီရှိရာတို့ဘာလို့နောက်မှတစ်ခေါက်ကျွန်တော်ပြန်ပြီးတော့အကြောင်းကြားပေးပါမယ်လောလောဆယ်မှာတော့ခုလောလောဆယ်ကတော့အမီးသဘောမျိုးနဲ့တော့ကြည့်ပေးပါနော်အမီးသဘောမျိုးကြည့်ပါတကယ်မျှမဲ့အချိန်ကြရင်တော့တစ်ခေါက်ကျွန်တော်ပြန်အကြောင်းကြားပေးဖို့ရှိပါတယ်ဗောနော်ဖုန်းနံပါတ်တို့တွေဆက်သွယ်ရမယ့်ဥစ္စာတွေတော့ကျွန်တော်ပြန်ပြီးတော့ပြပေးမှာဗောနော်ကိုကတော့ဒီဘောစီရဲ့ချက်ချံကိုလာပြတာဖြစ်ပါတယ်ဗောနော်ကြံကတော့တော်တော်လေးကျဲတယ်ချက်သားခွဲတွေဆိုလည်းစနစ်တကျမွေးထားတဲ့ကြက်တွေလည်းစနစ်တကျဖောက်ထားပါတယ်ဗောနော်ဟုတ်ကဲ့ပါအားလုံးကျေးဇူးတင်ပါတယ်မင်္ဂလာပါ